ထားခြင်းနဲ့ဆိုရင်အပေါင်းပေါ်မြင်တာပေါ့အနှုတ်ကနေတာပေါ့ဒါနေကြမှာမော်ရာတက်လဲတယ်ပေါ့မော်ရာတက်လဲတာကိုဘယ်လေညာလဲချိန်မယ်ပေါ့ဘယ်လေညာလဲချိန်ပြီးပေါ့ဒီနှစ်ခုကိုပီလေးနဲ့အပေါင်းလေးနဲ့ကိုဖိပြီးနှိပ်ပြရတယ်ပေါ့နော်ဒီနဲ့အပေါင်းလေးကိုဖိပြီးနှိပ်လိုက်P00 ပေါ်လာပြီအဲ့ဒါကို P2 ပြောင်းအောင်အပေါင်းလေးကိုထပ်နှိပ်လိုက်ပြီးသွားရင်နော်အပေါင်းလေးနှိပ်သွားရင် P လေးကိုထပ်နှိပ်လိုက်0ဖြစ်နေတာ0ဖြစ်တာကို1လေးလုပ်လိုက်1လေးဖြစ်အောင်လုပ်လိုက်ပြီးရင် S ကလေးကိုနှိပ်လိုက်ဒါဆိုအလဲပြောင်းသွားပြီပေါ့ဘယ်လေးညာလဲဘယ်ဒါဆိုရင် overlock အလဲပေါ့အလဲပြောင်းသွားပြီ overlock အလဲဒီမှာ pin set ကိုတက်တာဆိုတော့overlock အလဲလုပ်လိုက်တယ် overlock အလဲမလုပ်ဘဲနဲ့ကိုက 1DK အလဲဖြစ် overlock အလဲဖြစ်နေဆို 1DK အလဲပြန်ချင်းနေတယ်ဆိုရင် P လေးရဲ့ S ကလေးရဲ့ကိုနဲ့ P လေးရဲ့ S ကလေးကိုစုံဖိနေပေါ့နော် P00 ပေါ်လာရင်ပေါင်းလေးကိုနဲ့ P2 ပေါ်လာပြီ S ကလေးကိုနဲ့1ဖြစ်နေ0ပြောင်းလိုက်အဲ့လို1လေးပြောင်းလိုက်ပြီဆိုဒါ single အလဲဖြစ်သွားပြီပြီးရင် S ကလေးကိုနဲ့လိုက်ဒါဆိုရင် 1DK အလဲဖြစ်သွားပြီ1DK အလဲမသုံးချင်ဘူးကိုက overlock အလဲသုံးချင်တယ်ဆိုရင်ဒီနှစ်ခုကိုဖိနေကျွန်တော်အခု overlock အလဲသုံးချင်တာဆိုတော့ overlock အလဲသုံးမှာဖြစ်တဲ့အတွက်ဒီနှစ်ခုကိုကျွန်တော်ဖိနေမယ်P2 ပြီး S ကလေးကိုနှိပ်မယ်1ကြောင်းလိုက်ပြီး S ကလေးကိုနှိပ်လိုက်ဒါကျွန်တော်လိုချင်တဲ့ overlock အလဲဖြစ်သွားပြီပေါ့နော်ကျွန်တော်အခု screen shot ထပ်ထားတာဖြစ်တဲ့အတွက်အရှိလေလောက်လိုက်တာပေါ့နော်